ခရစ်ယာန်ဘာသာကိုကူးပြောင်းသွားပြီလားလို့ထင်ရလောက်အောင်ပြောင်းလဲသွားတဲ့ဂျန်တော်အားလုံးပဲမင်္ဂလာပါမင်းသားကြီးပြည်သက်များရှင်လူအများစုသိထားကြတဲ့ဂျန်တော်လေးကတခါကရိုးစင်းလှတဲ့ဆယ်ကျော်သက်ကလေးမလေးတယောက်ဖြစ်ပေမဲ့အခုတော့သူ့ရဲ့ဘဝအခြေအနေတွေကလည်းမတူတော့ပါဘူးတချိန်ကတီလာရှင်ဝိတ်ခဲ့မှုတဲ့ဂျန်တော်ကအခုတော့ခရစ်ယာန်ဓမ္မတေးတွေကိုသိဆိုပြီးဖခင်သခင်ရဲ့ကျေးဇူးတွေကိုချီးမွမ်းနေလို့အားလုံးကအံ့ဩနေကြတာပါခရစ်ယာန်ဘာသာဝင်အိမ်တိမ်မှာအလုံးလုံးနေတဲ့ဂျန်တော်တယောက်ဒီရက်ပိုင်းအတွင်းမှာဓမ္မတေးတွေကိုသိဆိုနေတဲ့ပုံတွေထွက်ပေါ်လာခဲ့ပါတယ်အချိန်ကာလတွေရှေ့ပြောင်းလာတာနဲ့အမျှဂျန်တော်ရဲ့ဘဝအလှည့်ပြောင်းတွေကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့တာပါအရင်ကတရက်ကင်ရောင်းချခဲ့ရတဲ့ဘဝကနေယခုခါမှာတော့ကြောက်စိမ်းရောင်းဝယ်ရေးလုပ်တဲ့နေရာကိုရောက်သွားခဲ့ကဘာသာပြောင်းသွားပြီလားလို့တော့မေးနေကြပါတယ်ကြောက်စိမ်းဆိုင်ရဲ့အိမ်မှာနေထိုင်လုပ်ကိုင်နေစဉ်အတွင်းမှာပင်ပရိသတ်တွေကိုအံ့ဩစေခဲ့တာကတော့ဂျန်တော်ကခရစ်ယာန်ဓမ္မတေးသချင်းစာအုပ်ကိုကင်ဆယ်ပြီးအခြားသူတွေနဲ့အတူဓမ္မတေးသချင်းတွေကိုဝင်ရောက်တည်ဆိုနေတာကြောင့်ဖြစ်ပါတယ်အဲဒါကြောင့်လူအများကြားမှာမိကွန်းထုတ်စရာတွေဖြစ်လာခဲ့ကောင်ဂျန်တော်ကဘာသာပြောင်းသွားပြီလားလို့မေးလာကြတာလည်းဖြစ်ပါတယ်ဂျန်တော်ကမောင်နှမတွေရဲ့စာဝတ်နေရေးအတွက်ကြောက်စိမ်းရောင်းချတဲ့အိမ်မှာအလုပ်လုပ်နေရကောင်အဲဒီအိမ်ကဓမ္မတေးသချင်းတွေတည်ဆိုရင်လည်းဂျန်တော်ကတည်ဆိုလေးရှိပါတယ်ဆိုင်ပိုင်ရှင်နဲ့တူတစ်တော့ဆော့ရင်လည်းဂျေဇုကိုချီးမွမ်းတဲ့သချင်းတွေကိုတည်ဆိုလေးရှိတာပါဆယ်ကျော်သက်အရွယ်လေးသားရှိသေးတဲ့ဂျန်တော်ကဗုဒ္ဓဘာသာဖြစ်ပေမဲ့လည်းခရစ်ယာန်ဓမ္မတေးတွေကိုတည်ဆိုနေတာကြောင့်သူ့ကိုအံ့ဩနေကြပါတယ်အနေနီးစပ်သွားတာကြောင့်ခရစ်ယာန်ဘာသာကိုကူးပြောင်းသွားတာလောင်းငွေအဆင်ပြေအောင်လို့ဘာမစိုးလုပ်နေတာလားဆိုတာကိုမသိနိုင်ပေမဲ့ဂျန်တော်ကတော့ဘာသာရေးသချင်းတွေကိုတောင်သိဆိုနေတတ်ပါတယ်။ဒီသားစုရဲ့စာဝတ်နေရေးကြောင့်ဂျန်တော်ကပညာကိုလည်းဆုံးခန်းတိုင်အောင်မတင်ကြားနိုင်ခဲ့ပေတနေရာပြီးတနေရာပြောင်းလဲခဲ့ကောင်အလုပ်လုပ်နေခဲ့ရတာပါ။အခုတော့ကြောက်စိမ်းရောင်းဝယ်တဲ့နေရာမှာပညာသင်ရင်းနဲ့အလုပ်လုပ်နေကောင်ဆိုင်ရှင်ကဂျန်တော်ကိုတေချာဆောက်ရှောက်ပေးထားပါတယ်။ရတဲ့ရထိုက်တဲ့လိုအားကတွေကိုလည်းပေးပြီးဂျန်တော်ရဲ့မောင်နှမတွေကိုလည်းပြန်ကြည့်နိုင်အောင်ကြည့်ရှုပေးထားသေးတာပါ။လောဘကြီးတဲ့သူ့အဖေကိုလည်းပြန်လည်ထောက်ပံ့နိုင်ခဲ့ပြီးဖြစ်တာကြောင့်ဂျန်တော်ရဲ့မိသားစုအတွက်တော့စိတ်ချနေရပြီးဖြစ်ကောင်သူ့အတွက်လည်းနေစရာနဲ့အလုပ်ရရှိနေတာပါအဲဒီနောက်မှာတော့ဂျန်တော်ကခရစ်ယာန်ဓမ္မတေးတွေကိုသိဆိုနေတာကြောင့်ဘာသာပြောင်းသွားတာလားဆိုပြီးတော့မေးလာခဲ့ကြတာဖြစ်ပါတယ်ဂျန်တော်ဟာရခင်ကတိလရှင်ဝတ်ခဲ့ပူပြီးမိခင်အတွက်လည်းယေရှုကအလှူဒန်းတွေကိုပြုလုပ်ဖူးပါတယ်ဘာသာရေးကိုင်းဆိုင်တဲ့ပုံစံမျိုးနဲ့အတိတ်ကာလကဖြတ်သန်းခဲ့တဲ့သူတစ်ယောက်ဖြစ်တာကြောင့်အခုလိုရုတ်တရက်ခရစ်ယာန်ဓမ္မတေးတွေကိုသိဆိုလာတာကိုပရိသတ်တွေကပိုပြီးအံ့သင်ခဲ့ကြရတာဖြစ်ပါတယ်ဂျန်တော်ကတကယ်ပဲဘာသာပြောင်းသွားပြီလားအရင်ကတီလာရှင်ဝတ်ခဲ့ပူတဲ့ကလေးမလေးကအခုဘာလို့ခရစ်ယာန်ဓမ္မတေးတွေကိုသိဆိုနေတာလဲဆိုကအပြိုင်ဆိုင်ကိုဆက်ဆုပ်မေးမြန်းနေကြသလိုတချို့ကလည်းလူတစ်ယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုယ်ပိုင်ယုံကြည်ချက်ကိုလေးစားသင့်ကြောင်းတုံ့ပြန်ပြောဆိုနေကြတာပါတချို့ကလည်းဒီပြောင်းလဲမှုအပေါ်မျိုးမျိုးထင်ကြေးပြီးဆွေးနွေးနေကြဆဲဖြစ်ပါတယ်ဂျန်တော်ကတော့ဘယ်နေရာမှာမဆိုအဆင်ပြေအောင်နေထိုင်တတ်သူဖြစ်ကောင်မိသားစုစာဝတ်နေရေးအတွက်ရိုးသားတဲ့အလုပ်လေးတွေကိုလုပ်ကိုင်နေပါတယ်တရက်ကင်လေးတွေရောင်းပြီးနာမည်ကြီးလာခဲ့တဲ့ဂျန်တော်ရဲ့ဘဝကအနေမြင့်အတက်ကြတွေများတာကြောင့်သူ့ရဲ့အကြောင်းတွေကလူအများကြားထဲမှာစိတ်ဝင်စားမှုတွေရရှိနေဆဲဖြစ်ပါတယ်ငွေကြေးအဆင်ပြေဖို့အတွက်အလုပ်တွေလုပ်ရင်းနဲ့ခရစ်ယာန်ဓမ္မတေးတွေတည်ဆိုနေတဲ့ဂျန်တော်ပေါ်ဘလို့ထင်မြင်မိပါသလဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ